ဒါကမှဒိုလင်ဂိတ်အစ်စ်အရင်တစ်ခေါက်ကဝါတာဝိကဲကိုဒိုလင်ဖန်နဲ့စောသိန်းနဲ့ပြောလိုက်တာဘယ်နာကတူတာလဲဘာဆိုင်လို့လဲဆိုတာပလေးကြပါဘာပဲပြောမန်တီဖြစ်စေမားတီဖြစ်စေအခုကျွန်တော်ပြောပြမယ့်ဂိမ်းကဒိုလင်ကိုမှလောအစ်စ်ဖြစ်ပါထိုဂိမ်းကတော့ Sword of Justice ဆိုတဲ့ဂိမ်းဖြစ်ပါဒီဂိမ်းကို Net Easy Company ကပဲထုတ်လုပ်ထားတာဖြစ်ပြီးတော့ဒီဂိမ်းက China မှာထွေထားတာတော့ကြားနေပါပြီGlobal ကိုတော့ November 9 ရက်နေ့ကမှထွက်လာပါတယ်။ဒါပေမဲ့စားထက်တုံးကဆော်လို့တော့မရသေးပါဘူး။ကြိုတောင်းလို့ရအောင်လုပ်ပေးထားတဲ့အဆင့်ပဲရှိပါသေးတယ်။အခုဆိုရင် November 9 ရက်နေ့မှာစတင်ဆော်လို့ရနေပါပြီ။ PC အတွက်ကလည်း November 9 ရက်နေ့မှာလာမှာလို့ပြောထားတဲ့အတွက်အခုလောက်ဆိုရင်ရနေလောက်ပါပြီ။ဒုံလင်ကအစ်စ်လို့ဘာကြောင့်ပြောတာလဲဆိုရင်ဒီကိက1 lane နဲ့ collect လုပ်ဖူးတဲ့ gate တစ်ခုဖြစ်ပြီး Fire Wing ဆိုရင်လည်း November 14 ရက်နေ့မှာလာမှာဖြစ်ပါတယ်။ဒါကြောင့်ဂိမ်းတစ်ခုလုံးကဒိုလင်ဖန်နဲ့မကြိုက်ဘူးဆိုတာမှစဆော်ကြည့်တယ်မှာဂိတ်ပလေးက open world ဆိုရင်မဲ့ mission တွေလောက်တိုက်ချမ်းတွေစု level မြင့်လာရင် multiplayer တွေနဲ့ open world ထဲမှာအကုတ်စုပြီးဆော်လို့ရပါတယ်ကိုကြိုက်တဲ့ quality ကိုစိတ်ကြိုက်ပြုတ်ပြလို့ရတယ်လို့သူပေးထားတဲ့အတိုင်းသုံးမဲ့ဆိုရင်လည်းရှင်းပြပါတယ် quality design တွေကများတာကြောင့်ကိုထိုင်နဲ့ကိုက်ညီမဲ့ဟာကိုယူရုံပါပဲတတိပေးချင်တာတစ်ခုကကိုရွေးတဲ့ raw နဲ့ဂိတ်တဆောက်ဆောရမှာဖြစ်တာကြောင့် quality ရွေးမဲ့နေရာမှာတေချာရွေးဖို့ပြောချင်ပါတယ်ကျွန်တော်ခဏလေးစမ်းစောကြည့်ရတဲ့လောက်ကတော့ main story မှာက multiplayer တွေအကုန်လုံးမြင်နေရပါတယ်ဒါကတော့ gate တိုင်းရဲ့ gate စားထွက်တာနဲ့ error လားမသိပေမဲ့ထွက်လာတာနဲ့ဆောတဲ့သူများတယ်ဆိုတာကိုတော့လက်ခံပြီးရဲ့ဝိုင်းနိုင်တဲ့တာကိုလည်းလုပ်ဖူးတာဖြစ်တာကြောင့် China Dollar Movie တီထဲက quality တွေနဲ့ collect လုပ်နိုင်ခြင်းအမြင့်ဆုံး gate ပဲဖြစ်ပါတယ်ဥပမာဆောင်းရံတို့လိုပေါ့ဒါကကျွန်တော်အထင်ပြောတာပါဆိုတော့ထွေထွေထူးထူးပြောတော့အခုပဲ Play Store မှာတွားတောင်းပြီးတော့စတင်ဆော့ကြည့်လိုက်ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ China Dollar နဲ့ပတ်သက်တဲ့ game တွေ movie တွေကိုဘူးစတာအနေနဲ့အမြဲတင်ပေးနေတဲ့ကျွန်တော် channel ကို subscribe လုပ်တော့ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ကတော့ FD ဖြစ်ပါတယ်